အားလုံးပဲမင်္ဂလာပါရှင်။သင်လုပ်ငန်းမှာနောက်နှစ်မှာဒီနှစ်ထက်ပိုပြီးတော့ productivity ဆိုတဲ့အမြတ်စွန်းတွေပိုများခြင်းနဲ့ပြီးလို့ရှိရင် high performance ဆိုတဲ့ဝန်ထမ်းတွေရဲ့ performance တွေပိုတိုးခြင်းနဲ့ဆိုရင်ဒီ process လေးကိုမဖြစ်မနေလုပ်ဖို့တိုက်တွန်းချင်ပါတယ်။ဟုတ်ပါတယ်အဲ့ဒါကတော့ job analysis ပါ job analysis ကဘာတွေလုပ်ရတာလဲဘယ်သူတွေလုပ်ဆောင်ရတာလဲဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်ဆိုတာကိုကျွန်မဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီအပြင်ကိုဒီ job analysis လုပ်မယ်ဆိုလို့ရှိရင်သုံးပြတဲ့နည်းလမ်း9မျိုးကိုလည်းကျွန်မကပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်မတို့စလိုက်ကြရအောင်ရှင် job analysis ဆိုတာက HR တွေလက်ရှိလုပ်နေတဲ့အလုပ်ထဲမှာလုပ်ဆောင်ရမယ့်တာဝန်ဝတ္တရားတွေနဲ့အဲ့ဒီတာဝန်ဝတ္တရားတွေကိုထမ်းဆောင်ရမယ့်ဝန်ထမ်းတွေရဲ့အရေးချင်းတွေကိုdata တွေကောက်ယူပြီးတော့စနစ်တကျနဲ့စစ်စစ်တဲ့ process လေးတစ်ခုဖြစ်ပါတယ်။အဲ့ဒီ process လေးကိုဆောင်ရွက်လို့ရှိရင်လုပ်ငန်းမှာ productivity တွေတိုးလာမယ် high performance ဆိုတဲ့ဝန်ထမ်းတွေကသူတို့ရဲ့ကိုယ်ကိုယ်တွေတိုးတက်လာမယ်နောက်တစ်ခုကကြတော့သူတို့တွေရဲ့teamwork ပေါ့နော် teamwork နဲ့ပတ်သက်ပြီးပို့ပြီးတော့ခိုင်မြဲလာမယ်ဆိုတဲ့အကျိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်မေးခွန်းလေးတစ်ခုကတော့တကယ်လို့မလုပ်ခဲ့ရင်ရောဘယ်လိုမျိုး impact တွေရှိလဲဆိုတာလည်းပြောပြပေးသွားပါမယ်ဒီဗီဒီယိုလေးကနည်းနည်းလေးပို့ပြီးတော့ပေါ့နော်တေချာလေးရှင်းပြထားတာဖြစ်လို့နှစ်ပိုင်းတော့ဖြစ်သွားပါမယ်နောက်တစ်ပိုင်းကိုတော့ဒီလုပ်ငန်းစဉ်ရဲ့ technique တွေကိုပြပြပေးတော့မှာဖြစ်ပါတယ်ဟုတ်ပါတယ်နောက်တစ်ခုကဒီလုပ်ငန်းပေါ့နော်ဒီ job analysis ကိုမလုပ်တဲ့လုပ်ငန်းတွေဆိုလို့ရှိရင်ဘယ်လို impact မျိုးရှိလဲဆိုတာကိုပြပြပေးချင်ပါတယ်အဲ့ဒါကတော့သူကHR ကanalysis ဆိုတဲ့ဒီ job analysis မလုပ်ထားဘူးဆိုလို့ရှိရင်သူကခက်မှန်းပေါ့နော်ခက်မှန်းလုပ်ငန်းစဉ်တွေဖြစ်လာမယ်ပြီးလို့ရှိရင်တိကျသေးကြတဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်မှာမဟုတ်ဘူးနောက်တစ်ခုကနောက်နှစ်အတွက်strategic plan တွေချတဲ့အခါမှာလည်းတိကျတဲ့ evidence မဟုတ်ဘဲနဲ့ခက်မှန်းတဲ့လှုပ်ဆောင်ချက်ကိုပဲဆောင်ရွက်နိုင်မှာပေါ့နော်ဒါမျိုးတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်မလို့ကျမတို့က job analysis ကိုမဖြစ်မနေဝင်ရပါတယ်ဒါဆိုလို့ရှိရင် job analysis လုပ်တဲ့အခါမှာဘယ်လိုကာလမျိုးတွေမှာလုပ်လဲဆိုရင်အခုလိုအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာလိုမျိုးကာလမျိုးတွေမှာလုပ်လို့ရှိပြီးတော့နောက်နှစ်အတွက်ကိုကျမတို့က strategic planning ကျမတို့ရဲ့HR manpower planning တွေပြီးရှင် training တွေ analysis တွေစသည့် data တွေကိုထွက်လာမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒါဆိုရင် technique 9မျိုးကိုကျွန်မမျှဝေပေးတော့မှာဖြစ်ပါတယ်ဒီလိုလုပ်ဖို့ဆိုလို့ရှိရင်ကျမတို့ကတနက်ဦးအနေနဲ့ technique ကကျမတို့ကလူဝန်ထမ်းတဦးချင်းစီကိုခေါ်ပြီးတော့တွေ့ဆုံပြီးမေးမြန်းတဲ့conversation ဆိုတဲ့technique ကိုသုံးလို့ရပါတယ်ဟုတ်ပါတယ်ဝန်ထမ်းတဦးချင်းစီကိုခေါ်တွေ့ပြီးတော့သူတို့ရဲ့လှုပ်ဆောင်ချက်တွေသူတို့ရဲ့တာဝန်တွေသူတို့ရဲ့ role တွေနဲ့သူတို့ scheme တွေကွာခြားချက်တွေကိုစီစဉ်မေးမြန်းတဲ့အစီအစဉ်ဖြစ်ပါတယ်နံပါတ်2အစီအစဉ်လေးကတော့ကျမတို့ကquestionnaire ပေါ့ HR management team နဲ့ဒီ top management တွေပူးပေါင်းပြီးလို့ရှိရင်သူတို့လိုအပ်တဲ့ဟာလေးတွေကို question လေးတွေဖြေခိုင်းခြင်းဖြစ်ပါတယ်